အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ညီမနေပြီးတော့ရှောင်းလုံးရှားပစုံလေးပေါ့နော်ပစုံနီတီတီလေးပေါ့နော်အဲ့ဒါကိုစားချင်တယ်ဆိုတော့ကိုချက်ပေးအောင်ဆိုပြီးတော့သူကနေပြီးတော့ပစုံလက်ဆက်ဆက်လေးဝယ်လာတဲ့ဟာလေးကိုကျွန်တော်ချက်ပြီးတော့ချက်စားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ခင်ဗျာအခုကတော့ပေါ့နော်ကျွန်တော်ပစုံကိုဒီကောင်းလေးညက်ပြီးတော့ခြေထောက်လေးညက်ပြီးတော့ထဲတွင်းကရောညစ်ကြီးလေးတွေထုတ်ပြီးတော့ဆေးကြောနေရဖြစ်ပါတယ်ဒီပစုံကပေါ့နော်ချက်တဲ့နေရာမှာတော့အလောက်မကြောက်ဘူးပေါ့နော်ဒါပေမဲ့ဒီပစုံကင်တဲ့ချိန်မှာပေါ့နော်ဒီအရှင်လေးဒီပစုံတွေကိုဆေးကြောတဲ့ချိန်မှာတော့တော်တော်လေးလက်ဝင်တဲ့ထဲမှာပါတဲ့အမျိုးဖြစ်ပါတယ်ချက်တာတော့နိုင်ဝက်မကြောက်ဘူးဒါပေမဲ့ဒီဆေးဓာတ်တွေဘာတွေကတော့နိုင်ပိုင်းနဲ့သွားပါတယ်ခင်ဗျာတကောင်ချင်းစီကိုတီချာပုတ်တိုက်စီသွားဘာလို့ဆိုတော့စုံကပေါ့နော်သူကအရင်ကြီးရပေါ့နော်အဲ့ဒါကိုကောင်းလေးဆေးရတာဖြစ်ပါတယ်ခင်ဗျာကဲအခုကဒါကတော့ပစုံဆေးပြီးတော့ဒါပစုံချက်တဲ့ချိန်မှာအထဲမှာထဲစားဖို့ပေါ့နော်အစာပလာလေးတွေလုံနေရဖြစ်ပါတယ်ခင်ဗျာကျက်သွန်ဖြူလေးတွေတို့ကျက်သွန်ညီလေးတွေပေါ့နော်အဲ့ဒါကိုတောက်ဆင်းစရာရှိတာလေးတွေဆင်းနှုတ်ဆင်းစရာလေးတွေဆင်းဒီလေးတွေလီးစရာလေးပေါ့နော်ကဲဒါကတော့အကုန်လုံးပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ထားတာဖြစ်ပါတယ်ကဲအဲ့ဆိုရင်ကျွန်တော်တို့စပြီးတစ်ချက်ကြလိုက်အောင်ကဲကျွန်တော်စီချက်တော့စီဝင်ရုံဆုံးတဲလိုက်ပါတယ်အဲ့ပွက်လာနဲ့ဂျင်းလေးပြစ်ထည့်ပြီးတော့အရင်တစ်ချက်တွင်းချက်မွေရနဲ့ချက်တုံဖြူချက်တုံလေးတွေကိုနောက်နေလိုက်ပြီးတော့ထပ်မွေမှာဖြစ်ပါတယ်ခင်ဗျာကဲခုလိုမျိုးချက်တုံဖြူချက်တုံလေးတွေမွေးလာပြီးဆိုရင်ကျွန်တော်ပစုံလေးကိုကျွန်တော်ထည့်လိုက်မှာဖြစ်ပါတယ်ပစုံကိုဒါမှချက်ခင်မှာတစ်ခါအရင်ဆုံးကြော်ထားတာပေါ့နော်ကျွန်တော်ဒီမှာရောပြီးကြော်တာပြန်ပြီးတော့ချက်မှာဖြစ်ပါတယ်ခင်ဗျာကဲအခုချိန်မှာကျွန်တော်ကဒါပစုံလေးထည့်ပြီးတော့တစ်ချက်မွေပြည့်နဲ့ဆိုင်းချုံမိုးလေးတွေတကြားလေးတွေဟိုပြီးတော့ငန်းပြရီတို့ပါညာတွေထည့်မှာဖြစ်ပါတယ်ခင်ဗျာကဲအရတာအတွက်ဆိုင်းချုံမိုးလေးတွေထည့်ပြီးဆိုတစ်ချက်လေးမွေမှာဖြစ်ပါတယ်ပြီးရနဲ့ကျွန်တော်တို့ကဒီမှာအာလူလေးတွေထည့်မယ်ပြီးကြရင်ကျွန်တော်ဒီမှာဒါတော့အဓိကမပါမဖြစ်ပေါ့နော်အရက်ဖြူလေးဖြစ်ပါတယ်ခင်ဗျာအရက်ဖြူလေးထည့်ပြီးတစ်ချက်မွေးဒီအထိမွေလိုက်မယ်ပြီးကြရင်ကျွန်တော်ကဒီမှာဒီမာလာအနည်းလေးနည်းနည်းထည့်လိုက်ရပါတော့ပြီးမှကျွန်တော်တို့ထပ်ပြီးတော့မွေပေးမှဖြစ်ပါတယ်ခင်ဗျာကဲဒါတော့ကျွန်တော်တို့အကုန်လုံးပြီးချက်ခါနီးပြီးဆိုကျွန်တော်တခွားတီးတွေလည်းနည်းနည်းထပ်ထည့်လိုက်မယ်ချက်တုံမိတ်လေးနည်းနည်းဖြူပြီးတော့ထပ်မွေမှာဖြစ်ပါတယ်ကဲဒီခါအစာပလာနည်းနည်းများအိုးကနည်းနည်းလေးလာပါတော့ထပ်မွေပြီးတော့အဲ့ဒါကိုတစ်ချက်မွေပြီးတာနဲ့ခဏလေးဆိုရပါပြီခင်ဗျာကဲအခုဆိုရင်ကျွန်တော်တို့ဒါစားဖို့ရန်အတွက်ပြင်ဆင်မှာဖြစ်ပါတယ်ခင်ဗျာကဲပြီးပါဆိုကျွန်တော်တို့ကဒါပေါ်မှာနန်းလေးဖြူချက်တုံမိတ်လေးဖြူမှာဖြစ်ပါတယ်ဒါတော့မင်းသားချောလေးကနေပြီးတော့ကြော်ချက်ထားတာဖြစ်ပါတယ်ခင်ဗျာစားတော့မစားရင်လည်းမအားထောက်မော်လေးငါတို့လိုက်ချင်တယ်သူကလူကြီးလို့ဘူးလား
ကဲကျွန်တော်ရဲ့လက်ရလေးကိုအင်ရလူတွေအားပေးလိုက်တာလက်ချောင်းလေးတွေပဲကြံတယ်ဖြစ်ပါတယ်ခင်ဗျာခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုကိုအစနေဆုံးထိကြည့်ရှုအားပေးကြတဲ့တကယ်ချင်းအားလုံးလည်းသူပဲကြည့်ရှုသိရှိပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဆက်လက်အားပေးကြပါခင်ဗျာ